Baba, namaskar, it's Scripta. Today video my son is read it how so on the panel. Rather than high so on the so on the my brother to learn it in an with you one and no. I know my way. Yammer, she actually more but not here, it's in the more head. I don't know the color. What did that? Hey, what did I do? Chicken, la la, chicken, they better. What am I doing?
ဒီမှာတော့လည်းကျွန်တော်ဗီဒီယိုစနေနေ့မှတင်ဖို့ပဲဒါမှလည်းတော့ဒီထင်းလေးဆိုတော့ brother တို့ကတော့ကျူးကျူးကြောင်းမှဆက်တူရွာတွေဗီဒီယိုအခုတင်လာတယ်ကျွန်တော်ဘာလို့စနေနေ့မှတင်လဲကျွန်တော်ဘာလို့စနေနေ့မှမတင်လဲသူစီဘီခွဲစားပါတော့တောင်းပိတ်တဲ့ရဖို့တော့စနေနေ့မှခုနကကျွန်တော်ကျောင်း7 နာရီခွဲနေပြီ9 နာရီထိတက်ကဆိုကျွန်တော်တင်အားလို့ဗီဒီယိုတင်ပြရတယ်ဒါတနေ့လေးရတော့ဆယ်လောက်ဗီဒီယိုအဲ့ဒါရတယ်ဒီဗီဒီယိုတော့ကျွန်တော်တို့ဒီရောကျွန်တော်ကောက်ွယ်ပြကြရှိကောက်ပါတယ်ဒါလေးမားလိုက်ရကျွန်တော်ညရောက်ရင်လည်းပူတယ်လို့တော့လည်းမတိုးဘူး။ပြောင်းရေးတာကြီးဟုတ်လားမင်းဒါရီခုနဲ့အော်အေးငါဝိုင်းခုနဲ့sorry ငါဝိုင်းခုပေးတာပါ။အဲ့မကူနဲ့တော့ငါဝိုင်းခုပေးရနော်။နော်ဝိုင်းခုပေးရနော်ပြောတာ။အဲ့ခုလည်းမတော်မတိုင်းနဲ့နော်ဝိုင်းခုပေးရနော်။ဒီတော့ကနားပါလေ။တီးမတီးအဲ့ခုလည်းမမတောင်းကူမတတ်သေးနော်ကိုစွာနားမှာလည်းဘယ်လဲရှူတော့ဒီနားမှာဟိုလိုလေးအဲ့ဒါကိုလည်းမသိဘူးအာယုန်နေပါတော့တစ်ခါလေးတက်ရှိရလေအဲ့ဒါမရှိဘူးအဲ့ဒါမှမီးဝင်တော့ဆက်ဒီဟာလေးဒီလိုမလုပ်တော့ဒါလေးရပါဘာလဲစားလိုက်နော်ဒီမှာနဲ့ခွဲလိုက်မယ်မူထုတ်တော့မှဆိုရင်စားမှတော်ကြနေဝဲလောင်းစွန်ဒီကြပြောလို့မရဘူးအာယုကိုလည်းလည်းလုံးကြုံလာလို့ဒီတော့နာမည်တို့ဘာသာတို့ comment မှာရေးပေးကြပါနော်ဒီရောတုတ်ကြီးတို့ရတယ်တုတ်ကြီးမဟုတ်ကျွန်တော်နာမည်စဉ်းစားလိုက်ပါဦးမယ်အခုညရောက်ပြီဆိုဒီနေ့ကျရင်နိုင်သွားချင်းကြအောင်ဒီမှာအေးရရှိအေးရရှိထားတယ်လို့ကောရှိကိုနွားလာတာမဟုတ်ဘူးနွားစနာထားရအောင်ဒါတော့လားအေးရမင်းအိတ်နေတာဟာလားအော်အိမ်မောကြနေမင်းအိမ်မိုးမလေးကအိမ်မမိုးနေတာပေါ့အဲ့တော့ဒီထဲမှာကျွန်တော်ရွာထဲမှာကျွန်တော်အစားတောက်လို့စိတ်ကြည့်တယ်ဒီကတော့ဒီပြောကျွန်တော်ဇွန်ဘီလာပြီးတော့အဲ့လိုမတောင်းရအောင်ရွာသားတွေကျွန်တော်ကြည့်ရတော့ဆိုရင်လည်းပါလို့ဒီနာရှိတဲ့တရားလေးလိုက်ကြအောင်ဒါတော့တားနေမပွားဘူးအတွက်စားရတယ်။ညမပါကြည့်နော်။သိရမလား။ကွာသိရမလား။ဒီလက်ချက်ပဲမလုပ်ပါဘူး။လက်ချက်ပါ။ဒါလေးထိုက်ရုံနဲ့ဒီရွာကြီးကျွန်တော်ဘာလုပ်ရလဲဆိုတော့တိုင်းတော့မကျွန်တော်ဘာလုပ်လဲနဲ့ကြည့်နေ1 day ကျော်သွားပြီကျွန်တော်5 day ထိကျွန်တော်စောင့်နေ5 day အဲ့လိုစောင့်နေတော့ဒီ date ထောင်ပြီးသွားရင်ကျွန်တော်နောက်ပြီးကြရင်ကျွန်တော်ရှိပါတယ်ဘရိုပါတင်တော့အခုလည်းပြောထားပါမယ်ဟို date တောင်းစာပါယူထောင်နေမှာရောအစားပါမှာဆိုရင်ချိန်နဲ့ဖွင့်ပါပါချိန်နဲ့ဆိုရင်တော့အချင်းကြီးဟာဒီရက်ကုန်တူမှာပဲလိုတော့ကကူပါခြင်းတစ်ခါလဲဆိုတော့ဒါတော့ဟိုဟာဒီချက်ပေါက်တော့ပါမယ်ဆိုပါမယ်လို့ပြောတာစာပါခွန်းနဲ့ချိန်နေတော့ခေါ်ပြီးပါပဲဟိုဒေတာတောင်းစာပါခွန်းပါပဲနောက်အစာပါမှာပါခြင်းလားဆိုတော့ brother တို့ဗီဒီယိုတင်မှုရှိပါတယ်ဟာဗီဒီယိုမတင်လဲရပါဒါပေမဲ့ဗီဒီယိုညာသူတင်ရပါမယ်တို့ကနောက် subscriber နည်းနည်းရပါတယ်အော်ဗီဒီယိုတင်ဖို့ဆိုရဟဲ့ခလိုက်ဒီခွေးကဒီနွားကပါလေဒီဘက်ကပါလေဟိုကချွန်နူးထားဟလားညစ်ပတ်ထား
မထွက်ဆိုင်ရတဲ့ရှုံလူထားလားမမဖဲမင်းတာမန်ဒီတော့ထူးဆန်းဒီဘောကထူးဆန်းတယ်အဲ့တော့ဒီဘောကဖမ်းထားရောဒီဘောကမလုပ်ဘူးထူးဆန်းတယ်ဒီဘောကဟာလေအိုင်ကိုလည်းဒီဘောကနှမဲမသိလိုက်ရအဲ့ဒါနဲ့တက်ကြတယ်ဟာမခံလေးစားရဟိုအိုင်ကိုလည်းကြောက်တယ်ဟောသူ့ကြရရင်တော့ဘာသာရေးကိုကြည့်ရတော့နေတယ်လို့ရှင်တော့ပြောခဲ့တဲ့အတိုင်းပဲဟိုမိုက်တူးဝင်ဒီနောက်အော်ဒရိုင်းလိုက်ကရဟောနော်အဲ့ဒါတော့ကမလို့မရလေးတွေကအဲ့လိုကျွန်တော်ပင်နေအဒီလေးချုံဆိုရင်ဒီနေကြဆိုရပါကြည့်ပါလေဆိုတော့ခိုင်မိုင်းတွင်းလုံးလိုက်တော့မှာတခါအဲ့ဘယ်လိုလဲဒါတန်းဟိုနည်းနည်းတော့ကျွန်တော်ခုတ်ဝင်တယ်ဆက်တော့50မှန်အောင်ရအောင်အဲ့မနမိုးလည်းစနေအမိုးဝေးမောရတယ်ကျွန်တော်အုံညစ်လိုက်ချမယ်လေဟုတ်ပါလဲဆိုတော့နောက်ကြရင်နော်အဲ့မနီမာဆိုတော့အုံညစ်လိုက်ချမယ် let's go အိမ်တိုင်းမှာကျွန်တော်မထုတ်တော့ဘူးအဲ့ဒါဆိုအိမ်တိုင်းတော့လည်းမလွယ်ဘူးတဲ့ဒါလေးတော့ကျွန်တော်အញ្ញံလေးနဲ့လုပ်လိုက်ပြီနောက်ဒါတော့ကျွန်တော်လုပ်ပွားပြီပေါ့နော်အနည်းလေးပဲရတယ်ကျွန်တော်ဒါနောက်မှဆိုမှဒါအောင်နေလေးချဟဲ့ဖယုံဒီကြီးဖယုံဒီမုံလာဦးလေဟိုဒါဟိုမုံလာဦးလားအာလူလန်းနေကြရမုံလာဦးလားဟုတ်တာဘူးဖေးကြတိတ်တော့ယူလိုက်တော့ခေါ်ရင်းတထေးရဲ့မုံလာဦးနေနေရမဟုတ်ဘူးအာလူလာမုံလာဦးအာလူချင်းနေရမို့ brother တို့ချိုးလိုက်ရောချိုးလာပဲနော်အားချိုး brother တို့အာလူဦးတတိုင်းနိုင်ချိုးနေနော်ဟောလေအာလူတွေဒီလေတော့ဘူးဆိုင်လာလို့အာလူတွေပဲကြာအာလူတက်နမစခုံတော့ရတယ်နော်တက်နမစခုံလာ oh my god ဒါဆိုမနေဘူးပေါ့နော်ပေါင်းလိုက်မယ်ဆိုလိုက်လေဆိုတော့145ရတယ်ဟုတ်လားမသိဘူးအဲ့ဒါဝက်ချီပြီဟာလားဟုတ်လားဒီဝါဟုတ်လားဒါကမှလည်းဝက်ချီပြီနားလည်းဒီဘောကတကူလုံးချီပြီအရှုံးနေပဲမင်းဆိုင် sorry ကြာကဲတမင်းဆိုင်နဲ့ sorry ပါလေ what's national နဲ့ဟိုတော့ဟိုအများကြီးဆိုဒီကောင်လက်ညောင်းပြီဟဲ့မင်းဘာလို့ဒီမှာစုနေကြရလဲမင်းတခုပြနေပါကြိုက်သွားလားကျင်းလိုက်လားဟုတ်တယ်ခုနကတခုပြနေပါကျင်းလိုက်လားကျင်းလိုက်ပြီလေအဲ့ဒါကပူတတ်လိုက်ဝင်နေလားပူတတ်တက်လုံးအလူတန်းခဲ့တယ်ခုသူတို့ရှိရတယ်ရောက်လို့ရတာဒါလောက်ရဟုတ်ပြီစီရအမတူတော့လည်းဟောလိုက်ကျန်တော့ရမင်းဈေးဥပေါ်ပါဒါဆောက်တယ်လေသူကဈေးပေါ်လို့ကောင်းလို့ဖြစ်တယ်အဲ့ဒါရအောင်3ထပေးရတယ်30တယ်မင်းတို့ရပူတာရမင်းတန်သွင်းနေတာဆိုရင်ဥဒတာစားမှာမဟုတ်ရမင်းနုံတော့ပါရလားနှစ်ယောက်ပေးကွာနော်ဒီမှာ yes အဲ့ကြောင်လေးမင်းတို့မဖလို့ခေါ်လာမသိဘူးကွာတက်တယ်ကွာမင်းတို့တောင်းနေတယ်ညောင်းနေမှာလေ
ဒီကြံမွေးငါဘာလို့ဒီကြောင်မွေးငါဘာလို့呀 what the fuck 那哎呦我俩都在做的呀哎呦我俩别笑啊妈的不知道这哎呦我俩别笑啊你这结束哎呦我俩别笑啊你ဒီဝါပဲစီလုံးလာတော့ဒီစီအင်အကောင်အလုံးလောက်ချင်နေဘာလို့လဲဆိုတော့ဒါဆိုကျေးဇူးပဲပေးရအောင်ကျေးဇူးမပေးအောင်ဆိုကျေးဇူးလေးကိုတန်းနှလုံးစားကိုတန်းတစ်ချက်ဒီဝါတိုင်းလို့မဟုတ်ဘူးဒီစနေကပြီးဆောင်တယ်တော့ကောင်းတယ်ထောက်ဖို့အုံးကြီးထားပေးထားမှာလက်ခွေးပဲဒီမှာကချင်းချို့ဒီထဲရအောင်ဟာလားဟဲ့မရှုကခင်းမယ်ရှုကခင်းလို့ပေါ့အောင်လေဒီကနေဒီကအသေးချာဆက်ရရရရကျွန်တော်ကြိုက်ပါအဲ့တော့ကျွန်တော်နောက်ဒေးတူးကြတော့တစ်သွားခုံတယ်ဒေးဝမ်းတော့ဟိုကဒီကလုံနေပဲစားဒါဒေးဝမ်းမရှိသေးတော့ brother ဒေးဝမ်းမရှိသေးရနော်အိမ်မယ်ပေါ့နော်ဒီတူးမှဆိုတော့ကျွန်တော်ကဘာလို့မှလဲဆိုအများကြီးတသားရအများကြီးတော့ခုံမထားတယ်ဘာလဲငါရလားအေးဒီတူးမှဆိုရင်တော့ကျွန်တော်ကတသားရကိုကျွန်တော်စနတ်တယ်ခုံမှာဒီတတော်လုံးတသားရကိုရှင်းနေတယ်ဒီရောက်သွားပြီချက်တစ်ခုလောက်လိုက်ရတယ်။ချက်တစ်ခုလောက်နေတယ်ဆိုတော့တစ်တင်းလာတယ်။ချက်အဲ့လောက်ရှိတဲ့ရိခါတွေတို့ဘာနဲ့တပါဒီပုံထည့်တာနော်။လူအပ်တဲ့ဟာရောအဲ့တော့ဒီကျမစားတာတွေလို့ပါတယ်တော့ရင်အဲ့ဒါလည်းမလို့အောင်ဘူးစတက်ဆိုရတက်တာထူးနေပဲကျွန်တော်ခုံးမယ်တော့ခုံလာလို့ brother တို့အញ្ញမ်းနဲ့ထိတာနှောင်းဒီမျိုးကိုစီးလို့ဒီမညောင်းတော့မစီဘူးစိတ်မဲ့ဒီအောင်ငေါ့ချေရင်းတော့တခင်တမလိုက်တယ် no way ဒီညနေမညောင်းထင်တာပဲအဲ့ဒီညနေကဟုတ်တယ်ဒီညနေဟုတ်တယ်တက်လိုက်တော့ရမေပူရတဲ့ပြင်းမယ်စားပူရတဲ့မစားတော့စားရတိတ်ကျင်းလာလားဒီခေါက်စီးတော့လည်းတက်ပြီနော်ကွာငါနောက်တစ်ခေါက်မလုပ်ပါနဲ့ခေါင်းလေးပုတ်ပေးမယ်လေအေးတက်ခေါင်းလေးပုတ်ပေးရတယ်အဲမင်းတို့မနေမှာတက်ခုတ်လိုက်တဆရရရဆိုကျွန်တော်ရွာကိုပြန်မယ်နောက်ပိုင်းတသားကို food တက်ချအောင်လုပ်မယ်နော်တော့အုံညစ်လိုက်ချပြီဆိုတတိုင်းကိုကောင်းထည့်ပေါ်တော့မယ်ပေါ့နော်လဲဆိုရွာသားတွေအရင်နေပါဝမှာနေပါခေါင်းဝမှာအဲ့ဒါအရင်တော့ပါမယ်အဲ့ဒါအရေးကြီးဆုံးအချက်ခုနကထားခဲ့အချက်ကပဲနော်ချက်နဲ့ဟိုဒီစီဒီနားမှာထားခဲ့ရတယ်နောက်တိုင်းမိုင်းကြီးကိုကျွန်တော်ဒီဘက်ကပြီးတော့တွေ့ရတယ်ဆိုတော့ကျွန်တော်ဒီဘက်ရှိတက်တယ်ဟုတ်လားအဲ့တော့ဒါတွေအကုန်လုံးလုပ်ကြတယ်ဒါလုံး
Product force တက်တောင်ရမှာရမ်းမိုက်ဒါတော့ကျွန်တော်တို့force အေးစေးရဒီ force တက်နေကျွန်တော်တို့ကဘာလုပ်မှလဲဆိုတော့ကျွန်တော်ကဟိုကလေတိုင်းကိုအုံးကြီးတွေကိုထိုက်ရတော့တသားနေလို့ဒီမှာချက်တယ်တသားနေလို့ကျွန်တော်ဆိုကတသားနေလို့ဒါတော့ကျွန်တော်စနေမှာဒီဆိုင်မှာအုံးကြီးလိုက်ချလို့ကော်ပစတောင်းကနေတသားကြောင်းရတာထဲဝင်တော့ချိန်နေတော့နေတော့ကျွန်တော်အင်းချခဲ့တဲ့နေရာဘယ်နာလဲမသိဘူးဟုတ်ပါမဟုတ်ပါဘာလို့တို့နောက်ကျရင်ကျွန်တော်အရင်ခေါ်လာနေတာဟိအောင်ဒီကောင်ကမရလားအင်းချတာနေမလားတက်ဆောင်နေလေဟိုဘလူးဘရီကြတယ်မသိဘူးညာရှိဖို့ပြောပါလို့လည်းတော့ဟုတ်ကဲ့ကောင်းတယ်ညာအုံးနေတယ်နော်တသားလည်းတူစတာကြော်လေးဖိုးတာလောက်တော့ကျွန်တော်ကော်ရရောနော်ကျွန်တော်အဲ့လောက်ကျွန်တော်ဖိုးတာကိုလေးလုံးနဲ့မှတစ်ဆက်ကြံနေတယ်အဲ့လောက်အပေါ်ပိုင်းနေလဲလုံးနော်အဲ့လောက်ရှာမစိုးဘူးနိုင်ခေါ်ပါတော့ဆိုတော့ကျွန်တော်ဒီ channel ကိုကြည့်ကြလိုက်ရင်တိုက်ခေါ်တာနဲ့ဗီဒီယိုအရှင်းအောင်ပါစေလို့ပါဘာလို့မသိပါဘူးကျွန်တော်ဒီအော်တော်လေးစောလိုက်ရတယ်ဟိုဘယ်လိုလုပ်ပါလဲဆိုတော့ကျွန်တော်ဗီဒီယိုနဲ့ရှယ်လိုက်တော့လည်းဒါကြည့်ကြမှာမဟုတ်ပါဘူးဒီမှာတွေ့ပြီဝါလေးရှုံးနေလူတိုင်းဝါလေးဒီဝတ်တော်နေပတ်ဟုတ်ဒီမှာကျွန်တော်နိုင်ငံရေးဆိုတော့နိုင်ငံလေးတော်မှာတော့ကျွန်တော်ဘယင်ရွေးရမယ်ဘယင်ရွေးရမယ်မစ္စတာဝက်ကိုတော့ဘယင်ရွေးလိုက်ကျွန်တော်ဝက်ခဏကျွန်တော်ဒီခဏရလာခဏလုံးကြတယ်ခဏရပြောတယ်ကျန်လာတော့ဘာလုပ်တယ်လဲဆိုတော့ကျွန်တော်ခဏကျိုးသွားချတာပါကျိုးသွားချင်တယ်ကျွန်တော်ကျိုးဝဆန်တော့တိုင်းကလေးရခဲ့ပါသေးတယ်ကျွန်တော်တို့ရဲ့တိုင်းကလေးရပြီဘောနော်တစ်ခါလေးရပြီနော်ဇုံရည်နဲ့ကျန်တာခဏတိုင်းကလေးချွတ်တာရှောက်တယ်ဘီဝတ်နော်ချင်းပါတယ်ဘီနော်ခါစားပါတယ်ဘီဝတ်စားရပါဘီဝတ်ဘီယိုနင်တို့အကုန်လုံးစောင့်ကြနေပါတယ်ဘီဝတ်နိုင်တာတကူတူဘီဝတ်ကိုတော့ကျွန်တော်တို့ကသူ့နာမည်ကိုပြင်ကောင်းတယ်ဟေးဘီဝတ်ကလည်းလက်ခဲ့ပါဘီယာဘေးကိုမစ္စတာပစ်ကိုကျွန်တော်ဘယင်အချင်းတင်ရောက်တာဖြစ်ပါတယ်ရွာသားတို့ရဲ့ဒီမှာမစ္စတာပစ်ကတော့ကျွန်တော်တို့ရဲ့ဒီတို့ရဲ့ဂျွာကြီးရဲ့ဘယင်ပေါ့နော်ဒီမှာကြည့်ပါမစ္စတာပစ်ကိုကျွန်တော်မစ္စတာပစ်ကျွန်တော်ခလိုလို့ဆိုတော့ပစ်ကိုကျွန်တော်ဒီနားမှာပဲထားခဲ့ပါမယ်နောက်ကျမှကျွန်တော်ဟိုကြောမှာဘယင်တို့ကျွန်တော်ပိုတက်တိုက်လေးယူတာပေါ့နော်နောက်ကျမှကျွန်တော်ဘင်းအတွက်နန်းတော်ကြီးခေါ်ပြီးပါမယ်နော်။အဲ့ဒါတွေရောဘင်းကိုအခုဘင်းစားဖို့ဆိုချက်လေးတစ်ခုလုပ်ဖို့အားပါမယ်တော့ဗျာဘင်း။နောက်ကျရင်နောက်ဘင်းတော့အိမ်ကြီးတစ်လုံးဆောက်ပြီးပါနော်။ဘင်းကိုလည်းကျွန်တော်အဲ့ရွာသားမကြားလားဘင်းကပူတတ်ကြိတ်တယ်ပူတတ်နဲ့မုံလောက်ဆန်ဘင်းမုံလောက်လဲစားရတယ်ပူတတ်ကိုဒီကဆိုင်သေးလား။ဟုတ်ကဲ့ဆရာဟာဟိုရွာသားဘာလုပ်လဲမင်းဘသူညောနေမင်းအပေါ်တက်ပြီးတော့မင်းအချင်းထွက်နေတာရမင်းရောက်ဖို့တရား yes no ဘူးတော့ချိုးတော့မှာပဲ brother yes Mr. Fish no Mr. Fish လည်းနိုင်ဆိုတော့အိတ်လိုက်ပါဦးနော်ဒီမှာအိတ်လို့မရဘူးဟာ sorry ပါ Mr. Fish နာမည်အိတ်ထဲဝင်သွားတာတေးလိုက်တယ်နော်ကို
ကွာမင်းအိမ်လို့မလို့ငါအိမ်မှာနေရတာပြောရဟဲ့ဘာလို့အိမ်လို့ဟဲ့နော်တီဟောဒီကောင်လေးအိမ်နေပြီတော့ဒီတလားခေါ်လာတာဘာလို့အဆုံးရဝင်လာလဲဟုတ်ပါအိမ်ရောအဲ့လာဒီတိုင်းဆောက်လာတာအဆုံးရဝင်လာလားအဲ့လိုမလုပ်လို့ရတော့တော့ရေနော်ဒီဗီဒီယိုကတော့တလောက်ပါပဲနော်ဒီဗီဒီယိုမှာဆိုတော့ဒေး1000ကိုနေဒေးပိုတီဆောက်ခဲ့ပါတယ်နော်ဘာလို့လောက်ခက်လဲထိုင်လဲကျွန်တော်တို့ရဲ့တတိုင်းကြီးဆောက်ခဲ့ပါတယ်တတိုင်းကြီးကိုလည်းကျွန်တော်တတိုင်းနောင်ညာနဲ့ဆောက်ခဲ့ပါတယ်နောက်ထပ်တစ်ခုက Mr. Pisto တဲ့ကျွန်တော်တို့ရဲ့နန်းတော်ကြီးကိုလည်းရောက်ခဲ့ပါတယ်ဒီနောက်ထပ် episode တွေမှာဆိုရင်တော့ကျွန်တော်ရဲ့ Mr. Big ကိုကျွန်တော်နန်းတော်ကြီးဆောက်ပေးမှာပေါ့နော်ကျွန်တော်ဒီပေးဒီလောက်ပါကြည့်ရှုရကြောက်ကျေးဇူးတင်ပါတယ်ကျွန်တော်လည်း subscribe လုပ်အောင်မမေ့ပါနဲ့ကျေးဇူးပါ brother လို့